ကန်ခိုင်းတာဆယ်ကမကတော့ငါလည်းမနက်ကကင်တာပဲဟန်ဆိုကြီးကင်ပြီးဘက်ကိုမစားရအောင်အန်နမီဘက်ကဖန်ကြီးငါ့ကိုတက်တက်လွတ်သွားတာဘာမှလာမပြောနဲ့နင်တို့ဖာနင်တို့ဟိုက်ပါ3ယောက်မကလို့9ယောက်ပဲဖြစ်နေငါဖန်ကငါ့ကိုဟန်ဆိုကန်ခိုင်းထားတာအဲ့တော့ငါကတော့ကင်ပါပဲအကြံတစ်ခုရပြီငါ run လိုက်မယ် retry နဲ့ run လိုက်စိတ်ချသားကြီးမင်းဘက်ကိုငါလုံးဝမစားဘူးငါအန်နမီဘက်ကဘက်ကိုပဲငါစားမှာဂိမ်းနဲ့တော့ရောက်လာပြီငါမြန်ဆန်သွားအောင်စကေးသူအရင်ယူလိုက်မယ်ဟိုဘက်ကဟာထက်အရင်ရောက်နေအောင်စကေးသူကိုအရင်ယူပလိုက်တယ်ငါလောက်ညံကြီးရှင်ဟာနေပါဦးငါစကေးသူယူလိုက်တော့စကေးဝမ်းငါဘက်ကိုဘလို့စားရမှာတော့ဘာလို့မှမသိဘူးဟဲ့ဒီကားသမားကိုကျုံးမယ်လို့ပြန်တော့လဲသူနဲ့ကမရဘူးသူတမ်းမရအာလီကိန်းမှာကိတ်တယ်အကွာအန်နမီဘက်ကဘလူးပဲလေးစားမှာမဒီချီကနေပဲလမ်းမှာတွေ့နေနေစမ်းညို့ငါမချကြသေးဘူးစကေးဝမ်းလည်းအခုထိမရသေးဘူးနောက်ဆုတ်နေလိုက်လို့ပြောနေတာနော်နောက်ဆုတ်နေစမ်းမောကြမငါ့ကိုလွတ်သွားတာကြည်စမ်းအန်နမီဘက်ကရက်ပတ်လေးစားမလို့ပါဆိုမှရှေ့ကချီကနေတွေ့ပြန်ပြီဟေးကျေးဇူးငါလည်းစိတ်တွေလည်းဆင်းရဲလာပါပြီအေးလန်စီလာဒါငါဘက်နော်နင်ဘက်ကိုနင်သွားစားစမ်းဒါမျိုးလာမလို့နဲ့ဟန်ဆိုစကေးဝမ်းပေါ်တိတ်မထင်နဲ့စီးမရှိကမ်းမရှိသူ့ဘက်တော့ငါစီးရှိကမ်းရှိမစားပဲနေပေးတာငါရဲ့အန်နမီဘက်ကဘက်ကိုလာစားရဲ့ဟဲ့ဝစ်လေတာပါဟဲ့နင်ကငါအကြောက်ဆုံးမှဒီထဲမှာချောင်းတော့ကတော့ထုံးစံအတိုင်းပွဲပဲဟဲ့ပေါ်လေးကိုသွားကူမယ်ပေါ့သွားလုံးမယ်လို့စဉ်းစားလိုက်တာဒီမိုးချိုးပေါ့ငါတတိမထားမိဘူးဟဲ့ဒီလောက်ဆိုငါတိသွားပြီမိုးချိုးမအဲ့နားမှပဲနေတာအဲ့ဘက်ခြုံမှပဲနေတာအပေါ်လိမ့်မှပဲနေတာ तू ကအပေါ်ကခြုံမှပဲနေငါအောက်မှပဲနေမယ်အိုစီဒီယာမအရန်နေကြမ်းတမ်းနေတာ तू ကပစ်စမ်းငါတကောင်နဲ့မဟုတ်စုံစားတိုင်းကွက်လို့ပါနေယူငါမိသွားတယ်ဒီဘက်ကသွားတော့မိုးချိုးမကျင်လဲကြစားရဲ့နေရာကိုရောက်သွားတော့မလို့တော်သေးရဲ့မိုးချိုးမအပေါ်ကခြုံမှရှိရဆိုငါနင်တို့တက်ပြိုင်မယ်အောက်ကဟာလည်းမရှာဘူးငါကိုအားကိုပဲကိုတာမလေးရှိတယ်ဆိုတာသိတယ်နော်တော်သေးရဲ့ဟေးမိုးချိုးပစ်ချတာမတော်ခင်ဝေါတော်သေးရဲ့ပြန်ပါမယ်စမ်းသက်ပြပြီဆိုတော့ပြန်ပါတော့မယ်ဝါနင်တို့ငါစမ်းသက်ပြမိလိုက်တာအေးပြတော့ပဲတက်တော့မယ်နင်တို့ဟိုဟာတွေပြန်ထွက်လာရင်နင်တို့အချိန်နေဆွဲကြအောင်မငါလော့ပဲတက်တော့မယ်ပြီးွားလားမြင်းလားဟဲ့မသိလို့ရှင်ငါလော့လုံးနေသူကြီးတောက်ယူကြီးလို့ပဲ